Iran ကတိုက်ခိုက်ခဲ့တဲ့အမေရိကန်မှ3 Sentry Airborne Warning and Control System လေယာဉ်ကြောင်း3 Sentry Airborne Warning and Control System ကလေကြောင်းစစ်ရေးမှာအရေးကြီးဆုံး radar aircraft မျိုးတစ်ခုပါအဓိကအလုပ်လုပ်ပုံမှာအပေါ်ဘက်မှာရှိတဲ့လုံးဝိုင်းပုံစံက360လှည့်ပြီးလေယာဉ် missile ရေယာဉ်တွေကိုအဝေးကနေတွေ့နိုင်ပါတယ်။ဘာအတွက်သုံးလဲဆိုတာကတော့လေကြောင်းထိန်းချုပ်မှု air traffic control and combat စစ်စင်ရေးကိုကွန်မန့်ပေးခြင်း command control အန္တရာယ်တွေကိုမိခိုင်းစောင့်ကြည့်ခြင်း early warning တွေကိုလှုပ်ဆောင်ပေးပါတယ်။အသုံး works ကိုပြန်နေတဲ့စစ်ရေးထိန်းချုပ်ရေးစင်တာလို့ခေါ်လို့ရပါတယ်။ Boeing 3 Sentry သည်အထူးပြုလေကြောင်းကြိုတင်သတိပေးမှုနှင့်ထိန်းချုပ်ရေးလေယာဉ်တစ်စင်းဖြစ်ပြီးခေတ်မီလေကြောင်းစစ်ပွဲကိုစီမံခန့်ခွဲရာတွင်တင်း၏အရေးပါသောအခန်းကဏ္ဍကြောင့်မကြာခဏပြန်တမ်းမှုအမိန့်ပေးရေးစင်တာသို့မဟုတ်ကောင်းကင်ရှိမျက်လုံးဖြင့်ဖော်ပြလေ့ရှိသည်။ Air 3 Sentry သည်အမေရိကန်လေတပ်နှင့်အရင်း၏မဟာမိတ်များအတွက်အမိန့်ပေးရေးနှင့်ထိန်းချုပ်ရေးဗဟိုချက်အဖြစ်ဆောင်ရွက်သည့်ယင်းကိုတိုက်ပွဲနေရာနှင့်မိတ်ဆွေတပ်ဖွဲ့များကိုညွှန်ကြားသည့်ပြည်စုံသောပုံရိပ်ကိုပေးစွမ်းရန်ဒီဇိုင်းထုတ်ထားသည်။ရေဒါတင်း၏အထူးခြားဆုံးအင်္ဂါရပ်မှာလေယာဉ်ကိုယ်တဲ့အထက်တွင်တပ်ဆင်ထားသော9မီတာပေ30လဲပတ်နေသောရေဒါအမိုးခုံးဖြစ်သည်။ဤအစွမ်းထက်သောရေဒါသည်စတုရန်ကီလိုမီတာ310 ကျော်ရှိသောဧရိယာကိုစတင်ဖက်နိုင်ပြီးမြေပြင်မှစထရာတိုစဖီးယားအထိကီလိုမီတာ385အထိအကွာအဝေးတွင်လေယာဉ်များဒုံးကျည်များနှင့်ဒရုန်းများကိုထောက်လှမ်းနိုင်သည်။တိုက်ပွဲစီမံခန့်ခွဲမှုရင်းသည်ရန်သူနှင့်မိတ်ဆွေလေယာဉ်များကိုဖော်ထုတ်ပြီးခြေရာခံကတိုက်လေယာဉ်များဘုံကျဲလေယာဉ်များနှင့်တင်ကားများကိုညွှန်ကြားရန်ရုပ်သေးရုပ်မာစတာအဖြစ်ဆောင်ရွက်သည့်ရင်းသည်လေယာဉ်မှုများအားနည်းဗျူဟာအခြေအနေ၏အချိန်နှင့်တပြေးညီပုံရိပ်ကိုပေးသည်။တသုံးသည်အလွန်တန်ဖိုးရှိသောပိုင်ဆိုင်မှုတစ်ခုဖြစ်တော်လဲလေယာဉ်အုပ်စုသည်အိုမင်းနေပြီးအရေအတွက်မှာအကန့်အသတ်ရှိသည့်လေယာဉ်သည်မြေပြင်ပေါ်ရှိခြင်း၏အားနည်းချက်ကိုမိမောင်းထိုးပြသည့်တိတာထင်ရှားသောလဲပတ်မှုဖြစ်ရပ်တစ်ခုတွင်ပါဝင်ခဲ့သည်။အသုံးစရိတ်ဆုံးရှုံးမှုသည်အမေရိကန်စစ်တပ်အတွက်တိတာထင်ရှားသောမဟာဗျူဟာနှင့်ဗန္ဒာရေးဆိုင်ရာထိုးနှက်ချက်တစ်ခုဖြစ်ပြီးအဓိကအားဖြင့်ပလက်ဖောင်းရှားပါမှုနှင့်ရင်း၏အစားထိုးမှုကိုနောက်ကျမိတ်ဆက်ခြင်းကြောင့်ဖြစ်သည်။မဟာဗျူဟာဆိုင်ရာတက်ရောက်မှုဤပြန်တမ်းတိုက်ခိုက်ရေးကုကဲရေးဌာနများထဲမှတစ်ခုဆုံးရှုံးခြင်းသည်ပင်လယ်ကွေ့ကဲ့သို့သောအရေးကြီးသောဒေသတွင်အမေရိကန်စစ်တပ်၏အခြေအနေဆိုင်ရာအသိပညာကိုထိန်းသိမ်းနိုင်စွမ်းကိုပြင်းထန်စွာထိခိုက်စေသည်ဟုလေ့လာသုံးသပ်သူများနှင့်အငြိမ်းစားအရာရှိများကပြောကြားခဲ့သည်။ဒီအစီအစဉ်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Live and Subscribe လေးနှိပ်သွားပေးကြပါလို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။